တော့ဖတ်နေရတဲ့ပေါ့နော်တော့ပြောမှာတော့တတိယပေါ့နော်အဲ့ဒါလေးပြန် share လုပ်ပေးချင်တာပေါ့နော်အစားသားလေးရှမ်းကောင်းပြန် share ပေးမှာပေါ့နော်တယောက်တည်းရှောက်တဲ့နားလည်းပေါ့နော်တယောက်တည်းရှောက်တဲ့နားလည်းလမ်းမှာတဲ့တနေ့တော့ရောက်မှာပါတဲ့မရောက်တော့တဲ့ရုံကြည်ချမ်းနဲ့ရှောက်ခဲ့တဲ့လမ်းပေါ့နော်ဘလောက်အရသာရှိပါတယ်တဲ့စာရေးဆရာတော့လင်းအောင်စင်စာအုပ်ကတော့ငါတော့ငါရှိတယ်ပေါ့နော်အဲ့ထက်ကဒီစာသားလေးကိုအကြိုက်ဆုံးပဲဒီတအုပ်လုံးမှာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကိုကမပေါ်ရရုံကြည်မှုရှိနဲ့ရှောက်ခဲ့တဲ့အရာတွေရှိတယ်ပေါ့ဒါတလေးကြားလို့ရှိရင်ဖြစ်မလာတာရှိတယ်ကိုယုံကြည်တဲ့အရာတွေကတော့ကိုယုံကြည်ချက်တွေက loss ဖြစ်တဲ့အရာတွေတခါလေးကျရင်ကိုကိုဆွဲချသွားရလောက်အောင်ခက်ခဲတဲ့အချိန်တွေပေါ့နော်ဖြစ်မလာသေးတဲ့အချိန်တွေမှာအများကြီးကိုရင်ဆိုင်ရတာပေါ့အဲ့ဒါလေးလည်းသွားပြီးတော့တိုက်ဆိုင်တဲ့အခါကျတော့ဒါလေးကိုပြန်ပြီးတော့ share ဖြစ်တယ်ပေါ့နော်အရန်မှန်တယ်တကယ်လို့တယောက်တည်းရှောက်ခဲ့တဲ့လမ်းမယ်ဒီလမ်းကိုတနေ့တော့ရောက်မှာပါဆိုတဲ့စိတ်နဲ့ရှောက်တယ်ဒါပေမဲ့မရောက်တဲ့အခါကျရင်ရောကိုအတွက်အရသာရရှိဒီယုံကြည်ကြည်နဲ့ကိုလျှောက်ခဲ့တဲ့လမ်းကွာဘယ်လောက်ရသာရှိလိုက်လဲပေါ့နော်အဲ့တော့ဘယ်လိုပဲဖြစ်နေကွာဒါလူတိုင်းကတော့အခက်အခဲတွေအများကြီးနဲ့ခင်ဆိုင်ကြုံတွေ့ခဲ့ရတာပေါ့နော်အခုလည်းဒီလိုပဲအများကြီးပုံမှာအများကြီးပေါ့ပြောလို့တော့မဆန်တဲ့အခက်အခဲတွေသူများဆောက်ကအများကြီးပေါ့ကြုံတွေ့ခဲ့ရတယ်အများကြီးရှိတယ်လူတွေကတော့အပေါ်ရမ်းကြည့်ရင်တော့သူပြုံးနေပြောနေတယ်ထင်မဲ့မဟုတ်ဘူးဆိုကွာ live ကအတိုင်းခိုင်းဆိုလို့ရှိရင်လည်းသူ့နဲ့ဒီတိုက်ယူရတဲ့အရာလည်းစစ်တိုက်တလို့ကိုတိုက်ယူရတယ်အိမ်နွေးရင်မှတိုက်ရတာပဲဖြစ်ဖြစ်မိသားစုရေးဖြစ် relationship ဖြစ်ဖြစ်အိမ်တော်ရေးဖြစ်အရာအားလုံးကနေ့တိုင်းကွာ battlefield ထဲမှာနေရတယ်ဒါပေမဲ့အဲ့တိုင်ပေါ်ထဲမှာနေရင်းနဲ့ပဲခဏပြောလို့ပဲကိုယုံကြည်ချက်နဲ့ရှောင်ရင်းနဲ့ပဲဒီတိုင်းပဲသိဆုံးသွားတော့လေကိုယုံကြည်ရဲ့လမ်းကိုရှောက်ခဲ့ရအောင်လေခုချိန်မှာအဲ့လမ်းတစ်ခုကိုယူမမှန်တဲ့တဘောအလုံးမှာစတူဒီယိုဆန်ပြီးတော့ရှောက်ခဲ့ဘူးတာမဟုတ်ဘူးရှောက်နေစေပဲဒါပေမဲ့အဲ့ဒါကြီးကကိုစိတ်ဆောင်းမှုတွေလည်းအများကြီးဖြစ်ခဲ့ရတယ်နားမလည်နိုင်တဲ့အရာတွေကိုတော့နားလည်ပေးခဲ့ရတယ်အခါပဲအဲ့လိုအရာတွေအကုန်လုံးရှိခဲ့ရတာမှာပဲဒီစာသားလေးတော့တွေ့တော့ပြုံးနေရပေါ့နော်ကိုနေရန်တိုက်ဆိုင်တော့တကယ်ရတာရှိပါတယ်အဲ့နာခုချိန်ထိလည်းရှောက်နေတော့မယ်ပေါ့နော်ဒါပေမဲ့တကယ်ကိုရတာရှိတယ်အကုန်လုံးနဲ့လည်းတကယ်နက်လည်းခံစားတတ်လာတဲ့ခါကြလို့ရှိရင်အဲ့ဒါအတိတ်ပဲအများကြီးတည်တော်နေမယ်ပေါ့ငယ်တုန်းကျွယ်တုန်းတော့တချို့ကဒီမှာပညာရှာကြတယ်တချို့ကလည်းအလုပ်ရှာကြအဲ့နိုင်ငံခြားကိုထွက်ပေါ့နော်တချို့ကလည်းဒီတိုင်းပဲပျော်နေကြတယ်ဆိုပေမဲ့လည်းလူတိုင်းကပျော်နေတာတော့ဟုတ်တယ်ဒါပေမဲ့ပုံမမြင်နိုင်တဲ့သူ့ရဲ့လေးနက်တဲ့အကြောင်းအရာတွေတော့အများကြီးရှိနေတာပေါ့နော်သူ့ရဲ့ရည်ချက်တွေသူ့ရဲ့ဆုံးဖြတ်ချက်တွေနဲ့သူရှင်းတဲ့နေရာတွေလည်းရှိတာပေါ့နော်လူတိုင်းကို judge လုပ်လို့တော့မရဘူးလူကပို့လာလို့ပေါ်ရန်လေးကြည့်ပြီးတော့မပို့တော့ judge လုပ်လို့တော့မရပါဘူးဒါတော့ကိုအချောင်းကိုအတီးဆုံးမလို့ဟိုဒီညလေးမှာတိုက်ဆိုင်တဲ့စာသားလေးတစ်ချောင်းလာပြီးတော့ပြောပြပြတာပေါ့နော်အားလုံးကျေးဇူးတင်ပါတယ်လို့